ကျွန်တော်တို့ဘောကတ်ထဲကနေနော်ဘောကတ်ဘောကတော့ဘိုင်ဝကတ်လို့ခေါ်ရနော်ကျွန်တော်တို့သတိဆိုင်ရမစင်ကနေထုတ်တဲ့ကတ်တစ်မျိုးပေါ့နော်ပုံမှန်ထွက်ရင်မီသိန်းထွက်ချင်ထွက်မယ်ပေါ့နော်တခြားကတ်ငွေလည်းပါရင်ပါမှာပေါ့မသိဘူးပေါ့နော်ခုကတော့အဲ့ထက်ကချီအဟောင်းတွေကိုကျွန်တော်စွန့်ထုတ်တာဖြစ်ပါတယ်အဲ့ထက်ကနေပဲကျွန်တော်မော်တာနဲ့ဆွတ်ဆုပ်ပြီးတော့ဟိုးနာမမြင်နေရတဲ့ဟာနဲ့ကျွန်တော်ဆွတ်ဆုပ်ပြီးတော့ဟိုစတင်ထုတ်နေပါဖြစ်ပါတယ်နော်ဒါခုစတင်ထုတ်နေတယ်ဒါစတင်ထုတ်နေတဲ့အနေအထားဖြစ်ပါတယ်ချီအရေအဟောင်းတွေပေါ့နော်ချီအပုတ်အရေအဟောင်းတွေဖြစ်ပါတယ်အဟောင်းတွေကနေတော့အနည်းငယ်တော့ဂန်းနန်ထွက်တယ်ပေါ့နော်ချီနန်တော့တိတ်မရဘူးဒါပေမဲ့ဂန်းနန်တော့ရတယ်တော့ဘာလို့ဆိုတော့ချီအပုတ်နေပြီဆိုတော့လေချီကိုအပုတ်ခံပြီးတော့ထုတ်ထားတယ်ဆိုတော့ဒါအနေအထားကတော့မမဲတဲတဲအနေအထားဖြစ်ပါတယ်စတင်ထုတ်နေတယ်ပြောပါနော်စတင်ထုတ်အဲ့ဒီကနေမှကျွန်တော်ဒါကံပေါင်ပြည့်ဒီကံအပြည့်ပေါ့နော်အပြည့်ထည့်ပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်နောက်တစ်ခံထပ်ထည့်နောက်တစ်ခံထပ်ထည့်ပြီးဆိုချင်းဤတော့ကျွန်တော်ဒါကတော့ဒါထုတ်ပြီးသားအခြေအနေပေါ့နော်ထုတ်ပြီးသားအခြေအနေမှာဒါတိတ်မချောက်သေးတဲ့အနေထားပေါ့နော်မချောက်ပြီးသားတွေတော့ဒါထုတ်ပြီးသွားပြီပေါ့နော်ဒါမချောက်သေးတဲ့အနေထားပေါ့ဒါထူရင်တော့ထူသလိုကြာတယ်ပေါ့နော်အချိန်အပြည့်တော့အနည်းဆုံးတစ်ပတ်လောက်ထိတော့ကြာတယ်ပေါ့နော်အနေပေါ်မှာလည်းမူတည်တယ်မိုးရွာတော့ဘာညာဆိုလို့ရှိရင်တော့တိတ်မရဘူးပေါ့နော်ဒါတော့အချိန်နေရဆိုလို့ရှိရင်ဒါဆိုရင်မ6တစ်6ပဲရှိသေးတယ်အပေါ်ရံပဲ6သေးတယ်အထက်အောက်ကမ6သေးဘူးပေါ့နော်အပေါ်ပိုင်းကတော့6နေတယ်ဘော6နေတော့ပကြားလေးတွေအဲ့ပြီးတော့တဖြည်းဖြည်းနဲ့6ပြီးတော့ရေခန်းတော့မှာပေါ့နော်ရေခန်းသွားတယ်နောက်ဆုံးအချိန်နေရတော့အတုံးအနေထားလေးဖြစ်လာမှာပေါ့အတုံးအနေထားလေးဖြစ်လာမှာဒီအနေထားလေးပေါ့နော်ဒါတဖြည်းဖြည်းနဲ့တော့6နေဒီအဖျားကနည်းနည်းပါတယ်ဆိုတော့ထူတယ်ပါတဲ့ပုံမှာမူတည်တယ်ထူတယ်ပါတဲ့ပုံမှာမူတည်ပြီးတော့မှတော့ဒီလိုဖြစ်လာဒါနောက်ဆုံး6သွားတဲ့အနေထားလေးဖြစ်ပါတယ်နော်ဒီချာကြည့်ပါဒီချာကြည့်ပါဒါ6သွားတဲ့အနေထားမှာသူအတုံးလိုက်ပကြားလေးတွေပြီးအတုံးလိုက်လေးဖြစ်သွားတယ်သူကြောက်တုံးလို့ပဲနော်မာသွားတယ်သူကမာတောက်သွားတယ်မာတောက်ပြီးတော့သူအနေထားပြောရမယ်ဆိုရင်သူကြောက်တုံးလို့ဖြစ်သွားတယ်ဘယ်လိုပြောရမလဲဆိုတော့ကြောက်တုံးလို့မာသွားတယ်သူကဒါအရင်6သွားလို့ရှိရင်6သွားတဲ့ပုံမှာမူတည်ပြီးတော့ကလောက်တောင်ဖြစ်သွားမှာလူထင်းကြောက်တုံးလို့ပဲနာမယ်အနေထားမျိုးရှိတယ်ပေါ့နော်ဒါဒီအနေထားပေါ့နော်ဒါကထုတ်ထားတဲ့အနေထားလေးပေါ့ဒါမ6တစ်6လေးတွေရှိသေးတယ်ဒါထုတ်ထားတဲ့အနေထားလေးဖြစ်ပါတယ်ဒါထုတ်ထားတဲ့အနေထားလေးမှာဒါလေးကိုကျွန်တော်တို့ထုံစက်နဲ့ကျွန်တော်တို့တွန်းပြီးတော့ဒီပေါ်မှာပြန်သိမ့်ပေါ့နော်သိမ့်ပြီးတော့မှဟိုးနားမှာမြင်နေရတဲ့ချီကျိတ်သမားလေးပေါ့နော်သူကချီအဲ့ချီတွေကိုယူပြီးတော့စက်ထဲထည့်ပြီးချီပြန်ကျိတ်တာဖြစ်ပါတယ်ဒါတော့ကျွန်တော်တို့အစာအိုးတွေပေါ့နော်ဒါပေမဲ့အစာအိုးတော့မဟုတ်ဘူးဒါဒီချီတွေကိုကျွန်တော်ကြိတ်ပြီးတော့အစာပုံစံဖြစ်တဲ့အနေထားမှာကျွန်တော်ပြန်ထည့်ဖို့ပေါ့နော်ပြန်ထည့်ပြီးပြန်သုံးဖို့ကဲရောင်းနေပါညာဆိုလို့ရှိရင်လည်းအဆင်ပြေအောင်လို့ပေါ့နော်ဒါမနေ့ကသူတို့တိမ့်ထားတဲ့ချီအထုပ်တွေပေါ့နော်အထုပ်တွေကနေဆိုပြဒါချီအချောက်တဲ့အနေထားမှာဒါခုနကအချောက်သွားတဲ့အနေထားတွေပေါ့ဖြစ်ပါတယ်အဲ့ဒါတွေကိုဒီဆက်သေးသေးလေးနဲ့ဒီဆက်လေးနဲ့ပြန်ပြီးတော့ပြန်ကြိတ်ရတယ်ပေါ့နော်ကြိတ်လိုက်တော့ကျတော့အမှုအနေထားဖြစ်အောင်ဒီသူတို့ကြိတ်ပလိုက်ကြိတ်လိုက်တော့တော်နည်းနည်းပွားသွားတယ်ပေါ့နော်ပွားသွားတော့ဒီလိုအတုံးခဲတွေမဟုတ်တော့ပွားသွားတဲ့အနေထားမျိုးဖြစ်သွားတယ်အဲ့ဒါနေရာမှာကျွန်တော်ဒီဆက်ထဲမှာထည့်ပြီးတော့ကျွန်တော်ဒီဆက်ထဲမှာထည့်ပြီးတော့နော်ချီပြန်ကြိတ်တာပေါ့နော်အစာပုံစံတိုင်းလေးဖြစ်အောင်ဒါချီပြန်ကြိတ်တဲ့အနေထားမျိုးဖြစ်ပါတယ်ဒီပုံစံလေးကဟိုဆက်ပြန်ကြိတ်နေပါနော်အခုကဆက်ကတစ်နေတဲ့ဖြစ်အနေထားမျိုးကသူပြန်လုံနေတယ်ပေါ့နော်ဒီလိုမျိုးလေးတွေပေါ့နော်ဒီလိုမျိုးလေးတွေဖြစ်သွားတယ်ပေါ့နော်ဒါအစာထွက်တဲ့အနေထားလေးမှာဒီလိုမျိုးလေးတွေဖြစ်ပါတယ်အဲ့တော့ချီကျိတ်တဲ့ကိုလာတောင်းဖြစ်ပါတယ်ကိုလာတောင်းဖြစ်ပါတယ်ဒါအဲ့ဒါလေးမှာကျွန်တော်တို့ဒီတစ်စစ်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာနေလန်းရတယ်ပေါ့နော်သူကအစာပုံစံအလုံးလေးတွေဖြစ်သွားတာအစာဆေးပုံစံအလုံးလေးတွေပေါ့နော်ဒါလေးကိုတို့ကနေပြန်လှမ်းရတယ်ပေါ့နော်ကြည့်ပါဒါလေးတွေကိုပေါ့နော်နေပြန်လှမ်းရတယ်လှမ်းပြီး6သွားပြီဆိုရင်တော့ဒါအစတော့ဒီတိုင်းလေးတွေပေါ့နော်ဒီနည်းနည်း6သွားရင်နည်းနည်းတော့ကျုံသွားတယ်ပေါ့နော်ကျုံပြီးတော့ပြန်ရောင်းစားရတယ်ပေါ့နော်စိုက်ပျိုးရေးတွေမှာပြန်ပြီးတော့အသုံးပြန်ချရတယ်ပေါ့နော်recycle ပြန်လုပ်တယ်ပေါ့နော် recycle တရိတ်ဆိုင်ရဲ့မစင်ကနေမှပြန်ပြီးတော့ recycle ပြန်လုပ်တယ်အနေထားပေါ့ဒါတော့ချီကျိတ်တဲ့ဆက်ဖြစ်ပါတယ်သူကျိတ်ထုတ်နေတယ်ပေါ့နော်ချီကိုကျိတ်ထုတ်နေတာဖြစ်ပါတယ်အဲ့တော့ကိုလာတောင်း